အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြင်းလာတဲ့ clip မှာဘာအောင်ကိုင်မလဲမသိလို့ဆိုပြီး fighter ရဲ့ဝင်ပြီးပေါ်ပြတဲ့ outfit လုပ်ပြီးအားလုံးရဲ့ချစ်တော်လောင်ကြီးကိုပဲကောက်ကန်နေတယ်ဗျာဒီကောင်က run မှာဆိုရင်ဒီများရချစ်လားမချစ်လားတော့မသိဘူးတွေ့ရတဲ့ကိုဘန်းတာကျွန်တော်လည်းအိုးမခွန်းနဲ့ဖော်နေရပြင်းလို့ဆိုပြီးတော့ဖန်သုံးကရထားတဲ့ special နဲ့ပဲတွားဖတ်လိုက်တယ်ဗျာကအေးပြ2ယောက်ဆိုတော့ဒီကောင်မသိတော့ဘူးထင်တယ်အကြောင်းဒီကောင် focus ရိုက်လိုက်အောင်မချောင်းပြီးတော့ဝေဘက်ကဂျူလန်လာတော့လာပါဝမ်ဆော့တလေးသုံးပါပါတယ်တဲ့ဒါအောင်ကျွန်တော်ရဲ့ကြီးအောင်30ထိလို့တော့တေးတော့မှာတူးရတော့ flicker ပေးပြီးွာဟောလည်းကြောင်းနေဘောကလောင်ကြီးအိမ်မြန်တော့ကိုရှိခွာနေပါဖုန်းနဲ့ပြောဖုန်းရှိသေးအသက်ရှိဦးမှာရောက်လာမဟုတ်ကဖင်နီပါခေါ်လာဒီကောင်ကဖင်နီမလည်းကျိုးရင်နှောင်း300ပြစ်ဖွဲပြကိုတေးတော့မှာအကြောင်းအိမ်ုံပဲပြန်လိုက်တယ်ဒီမှာဆိုကိုရင်တော့ဝိုင်းချတော့ဝေဘက်ကဂျူလန်ပိန်းလန်းပိန်းရတော့မသိဘူးကိုရင်မဲပိန်းလာတော့မသိဘူးကိုက flicker နဲ့ focus ကန်သွားကိုရှော့ရကိုရလည်းဘက်ကလောင်ချူနှကောင်းတကောင်ရိုက်မယ်လောက်တာမိုးကျမောက်လာမိုးကျမောက်ဖောက်ခွက်ကံမယ်လောက်တာကိုလက်ကလည်းဘာဖြစ်မှမသိဘူးဝမ်းဥပသွားတုံးတော့ကိုဖောက်ခွက်ကံလိုက်ရမိုးကျမနဲ့လောင်ကြီးနေကျွန်တော်ဘက်ကဂျူလီယန်ဝိုင်းတိန်လို့ကျွန်တော်ဖောက်ခွက်ဝင်းကန်လိုက်တာနှစ်ခါပဲရမယ်ဒီခါတော့မရဘူးဆိုဖောက်ခွက်ကံပဲဘက်ကချောင်းတခါလိပ်ပံရောက်သွားဒါမှမိုးကျမဖလီကာပေးတော့မိုးကျမပါတင်နေခြင်းများဒါမိုးကျမအမှန်ဖြစ်ပြနေဂျူလီယန်ကေးလိုက်ကောက်တာလောင်ကြီးနေကျွန်တော်ဝမ်းမန်ဆွဲနေချိန်မှာဖင်နီမားကကျွန်တော်ကေးလာကောက်တာဖောက်ကကန်ပေးတယ်ကဲတော့မကန်ပါဘူးကိုပြန်ရှောမှာဖို့လို့တော့အဲ့မှာဦးတော့တောင်းနေပါဘူးဖင်နီမားကမန်နမ်ပြအောင်လာချတော့ဒီဘက်တီးလိုက်ရောဖောက်ကလေကလေးနဲ့ပဲကန်ပေးလိုက်တယ်အလောင်ကြီးကိုလိမ့်ရှင်းနေကိုဖောက်က6မိကန်တာကိုဓမိတ်ကမလောက်တာနဲ့ဘကမူကြီးမအောင်ရောက်လာတယ်ကိုကြီးလည်းရှော့ရောချောင်းဖောက်ခွက်ကန်လိုက်ရပဲခံလိုက်ရတယ်ခြုံနှင်းဝင်ခြုံဖရသေးမဟုတ်ရောကကောင်းနေခြုံနှင်းမဝင်ကိုကြီးပြန်ကန်မှာဖို့လို့ဒီခြုံနှင်းမနေမှာလာရေးကောင်ကိုဖောက်ခွက်ကန်မှာမဲကွန်ကြလေးလာမတီးဘူးတင်ရော့ဖောက်ခွက်ပဲကန်ပေးတယ်ကန်ပြီးပြေးရသေးတယ်မဟုတ်ရင်ကျွန်တော်ပြေးနေရပြီချောင်းလက်စနဲ့ကိုလေးပင်ရောဘယ်လားအမောက်ကောင်းနေရချောင်းလက်စနဲ့ဖောက်ခွက်ကန်လိုက်ရသေးရောကျွန်တော်မှနိုင်တဲ့ကောင်ရှာနေပါပြီဂရန်ဂျာဟိုဘက်ရောက်ဂရန်ဂျာနိုင်နေဆိုပြီးဂရန်ဂျာလိုက်ရင်ဂရန်ဂျာဖလစ်ကပေးပြီးလည်းမရတော့ပြီးတော့နိုင်တဲ့ကောင်တွေးပြီးဆိုတော့ဖောက်ခုတ်တဲကြီးမေးလိုက်ကနေရော့ဂရန်ဂျာတေးလိုက်တော့ဂရန်ဂျာလေးပေါ်နေပံဖိုးဖိုးပြီးရောက်သွားဒီဖပေါ်လာခြင်းခြုံဆွရသေးကိုဘက်ကကောင်เนี่ยပိနေနေခြုံလည်းမဖြစ်တော့ဘူးဘာမှမဖြစ်တော့ဘူးရန်ကောင်နေထင်းနေတိုးကြအောင်ရှဲရင်အောင်မှာဘိုးလိုကန်ကောင်းလာအောင်ဒီဘက်ကချောင်းလည်းလိုင်းကြရင်လောက်တယ်ကိုကြီးကုန်း3မိနစ်3မှာဘက်ကချောင်းလိုက်ကန်တာဖလီကာနဲ့ပြေးမလို့ရှိသေးချောင်းဖက်ခွက်ကန်ချက်ကိုထိသွားရှော့ရုံနေပံဖူးဖူးရောက်သွားအခုကျွန်တော်ကဘက်ကလာရဲ့ကောင်ကိုဖက်ခွက်ကန်မယ်လောက်တာကွန်ညာလက်တရမ်းဂျုံကြီးနဲ့လမ်းအထူပါအကုန်လုံး vision ပေါ်ပြီးသားဖြစ်ရောကိုဘက်က granger လည်းလက်ကိုတရမ်းနဲ့ဘက်ကလဲဖင်မှာဖင်ပစ်ကြောင်လိုက်ပြင်တယ်ကိုလည်းကန်မြန်လူရှာရင်းနဲ့6နဲ့ထိတ်တိုက်တွေးပြန်ရဒီကောင်နဲ့တော်တော်ရေဘက်ပါလောက်တယ်ကိုလည်းဖန်နီရောက်လာဖန်နီကန်မယ်လို့ဖန်နီကိုကူရှင်မတက်လိုက်တယ်ကျွန်တော်ကြည့်ရင်တော့ဘက်ကချောင်းညီမလေးဝင်လာကျွန်တော်ဘက်ကကူရှင်ဓာတ်လေးနည်းနည်း2ချောင်းလောက်ပဲပေါက်ရသေးရဲ့ကိုဘက်ကချောင်းတစ်ခါသေးရောကျွန်တော်လည်း granger ပဲဖက်ခွက်ကန်လိုက်တယ် granger ပဲနိုင်တယ်မှာ granger ပဲကန်ရမှာပေါ့ဗျာဘက်ကကူရှင်တူဒမိတ်ထွက်မှသိရောတော်ရဲပါလိုက်တက်ကုန်ပြီကျွန်တော်လည်းဟိုဘက်ကမိုးကျမတဲရဲရှိရောကျွန်တော်လည်းနိုင်ပြီလေမိုးကျမကဝမ်ဘက်ကလမ်းပေါက်တော့ချော်သွားမိုးကျမကိုပြန်တက်တာခံရတော့မှတော်သေးရဲ့တွေးရတုံးကြံတော့တော့လက်သီးနဲ့နှစ်ချက်ထိုးပြီးရောပြပြီးပွဲလေးကိုပြီးတက်လိုက်တယ်မိုးကျမအိမ်နဲ့အိမ်မီနာမထွက်ရဲဘူးကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ live figure နေခဲ့ပါအောင်ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးပဲဘိုင်းဘိုင်း